ကနေပြန်ကြည့်တယ်တို့ယခုဒါကိုရင်ပြင်ပေါ့နော်ဒါလေးမျိုးစုပ်ပုံမိကပရိယတိစာတင်တိုင်းမှာကျတော့ခေမနဲ့နားနေပြီးတော့တို့ဘုရားကလူမှုကူညီရေးတင်းရဲ့အထွေထွေအသုံးပြုရန်ဆိုပြီးရောတင်းကိုဘယ်လိုဝင်သိန်းရဲ့လူရမှာလဲခင်ဗျာဒါပဲဘုံညူညီအားဒီဦးရဲ့အသိအထွေထွေအသုံးပြုရေးအတွက်ဘယ်လိုဝင်9000ကျပ်ဒီကမ်းပါလေဒါပဲသိန်းဝက်ကျပ်ပါတို့ဒါကိုရင်ပြင်နေ့26ရက်5လ2025ရက်နေ့ပဲဖြစ်ပါတယ်အခုလိုလူရန်တဲ့အတွက်ကျွန်တော်တို့သူ့ဘက်ကလူမှုကူညီရေးတင်းမှာလဲလူရှိဘူးတင်၍မနေ့နဲ့ဂုဏ်ပြုရပါတယ်ခင်ဗျာ